မဲနိုင်ပြီးဝင်နာရွေးချယ်ခဲ့တဲ့အပေါ်အားမလို့အားများဖြစ်နေကြတဲ့အထူးအသေးပရိသတ်များလက်တော်လူပြောများနေတဲ့ရှိုးတစ်ခုဖြစ်တဲ့ဆယ်လီဆက်သွေးရေးဟာဆိုရင်တော့ဖြစ်ရှေ့ပိတ်ရက်လေးမှာတင်ဝင်နာထွက်ပေါ်လာပြီးတော့ပြီးသွားပြီပဲဖြစ်ပါတယ်ဆယ်လီဆက်သွေးရေးနောက်ဆုံးဝင်နာကတော့ထူအောင်၄အောင်ကင်းနဲ့တန်လာမျိုးပါဝင်တဲ့ခရဲရောင်အသင်းပဲဖြစ်ပါတယ်ထိုရှိုးမှာဆိုရင်နောက်ဆုံးအနေနဲ့ကစားသမားတွေဟာဆိုရင်ဂိမ်းလေးဂိမ်းကိုကစားရပြီးတော့၃သိန်းသက်သိန်းဆိုပြီးပြန်ကြရတာဖြစ်ပါတယ်ထိုရဲကမှအမှတ်တွေကိုရှေ့ကပြန်ဝင်မှာရရှိထားတဲ့အမှတ်တွေပေါင်းခဲ့ပြီးတော့ဝင်နာရွေးပေးရဖြစ်ပါတယ်အဲ့ချိန်မှာအဖြူအဝါနဲ့ခရမ်းအသင်းတို့ကအမှတ်အတူတူရရှိခဲ့ကြပြီးမဲနဲ့ရွေးချယ်ရမှာခရမ်းအသင်းကတော့ကန်ကောင်းခဲ့ပြီးတော့ဝင်နာကိုရရှိသွားတာဖြစ်ပါတယ်ပရိသတ်တွေကတော့ခင်ဝင်းဝါတို့အဖြူအသင်းကိုအနိုင်ရရှိစေချင်ပေမဲ့အဖြူအသင်းကတော့ဒုတိယအသာရရှိပြီးကျင်းလက်ခံလိုက်ရပါတယ်ခရမ်းအသင်းဟာဆိုရင်လည်းစ조사တင်းတော့စ조사ပြီးအမှတ်တွေကိုခဲရခဲစစ်ရယူထားတာဖြစ်တာကြောင့်အနိုင်ရရှိတဲ့အပေါ်မှာတချို့ပရိသတ်တွေကတရားကြပါတယ်လို့ပြောနေကြပါတယ်တချို့ကြတော့လည်းနောက်ဆုံးအမှတ်တူ3သိန်းကိုမဲမနိုင်ပဲပြန်ခိုင်းစေချင်ကြတာပါဒါပေမဲ့လည်းအမှုပညာရှင်တွေအနေနဲ့အခုလိုခက်ခဲကြမ်းတမ်းတဲ့လေယာစိုက်ပျိုးရေးဂိမ်းတွေကိုမငြင်းမညူပဲစော့ကစားတာတွေကိုချိနေရတာနဲ့တန်နေပြီပဲဖြစ်ပါတယ်အခုလိုဆယ်ပြီးစိုက်ပျိုးရေးစီစဉ်2နဲ့ပြီးတော့ပရိသတ်တွေအတွက်ကြည့်စရာတစ်ခုလျှော့သွားပြီးရန်စရာတစ်ခုတိုးလာလို့ဆိုရမှာဖြစ်ပြီးနောက်ထပ်ဂိမ်းအသစ်တွေနဲ့စီစဉ်3လာဖို့ကိုပရိသတ်တွေကမျှော်လင့်နေကြတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ဆယ်လီစိုက်ပျိုးရေးမှာဘယ်ဆယ်လီတွေကိုမြင်ချင်ကြလဲဆိုတာကောမန့်မှာဝင်ရောက်ပြပြကြပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်